ပခုံးပြောက်ညှက်ပါမယ်ပခုံးပြောက်ညှက်ဖို့အတွက်ကြတော့ဒီခြေချမ်းပတ်တန်ရဲ့အနောက်အောက်ကိုဒီမှာရင်ခြေကြောချိန်မြင့်ရှိရဲ့ဒီခြေကြောချိန်မြင့်ကနေဒီအောက်ကိုဒီလက်မဆင်းမှလဲဆိုတော့နှစ်လက်မဒါမှမဟုတ်တစ်လက်မခွဲဆင်းမယ်အဲ့တစ်လက်မခွဲနဲ့ဒီရဲ့ဒီခြေကြောချိန်မြင့်နဲ့ကိုဒီလိုလေးဟောပါဆိုတော့ကကြီးကုန်းမို့လို့နော်ဒီခြေကြောချိန်မြင့်ကနေအောက်ကိုဘယ်လောက်ဆင်းလိုက်ပါလဲဆိုတော့တစ်လက်မခွဲဆင်းလိုက်တယ်ဆင်းပြီးတော့ဒါလေးနဲ့ဖိတ်ဆက်လိုက်တယ်ဆက်ပြီးတော့မှဒီခြေတို့ကိုထောက်တစ်ချောင်းထိုးပါမယ်ထောက်ကဘယ်နှစိတ်လဲဆိုတော့6စိတ်ထောက်တစ်ချောင်းထိုးမယ်6စိတ်ဒီမှာရင်ကျဲအစားနှစ်ရင်ကျဲအစားနှစ်ကိုလည်းဒီတိုင်းပဲခိုင်းလိုက်မယ်ဝက်ပြီးတော့ဒီရဲ့ချိုင်းသားလေးမှလည်းဆိုတော့ဒီမှာထောက်လေးတစ်ချောင်းထိုးပါမယ်ထောက်ကဘယ်နှစိတ်လဲဆိုတော့4စိတ်ဒီလိုလာမယ်နော်ပြီးတော့ထောက်လေးဝိုက်ပါမယ်ပတ်တန်ဆိုဒီလိုရသွားပြီဆိုသူ့ကိုတိတ်ကတ်တယ်နော်ဒီကလေးလေးကိုလည်းထားလို့ပါနော်မရှိလားငါဒီမညီတဲ့ဟာလေးကိုပြန်ဆက်ပါမယ်ဆက်ပြီးဆိုရင်ဒီလေးရသွားပါကြီးကုန်းလေးအဲ့ဒါဒီချက်ချိုင်းကိုလည်းဒါပြသူနဲ့ပြန်လမ်းပြီးတော့တန်းဆက်မယ်တခုရှိတာဒီရဲ့ပခုံးရဲ့အကြံကိုတိုင်းထားခဲ့မယ်ငါတို့ဖြတ်မဲ့နေရာနဲ့သူနဲ့ကိုအကြံတိုင်းထားခဲ့မယ်3လက်မနဲ့2စိတ်3လက်မနဲ့2စိတ်တိုင်းထားခဲ့တယ်ဒီဟာနှစ်ထုတ်မယ်ဒီရပါအဲ့ဒါလေးနှစ်ထုတ်မယ်ဖက်ထုတ်လိုက်အဲ့ဆိုမခွဲထုတ်ခင်တခုရှိရဒီမှာတော့ခြာပြားတက်မှာခြာပြားကြတော့ဘယ်လိုလုပ်မှာဆိုတော့ဒီကမခွဲထုတ်ခင်ခြာပြားအရင်နဲ့ခြာပြားဒီဘက်ကပိတ်နှစ်ခေါက်ပိတ်နှစ်ခေါက်လို့ပြောရင်ဒီလိုမျိုးသူနဲ့အတိခြာပြားကတစ်လက်မခွဲယူနှစ်လက်မယူသို့တော့ဒီမှာတော့တစ်လက်မခွဲပဲပုံမှန်ဆိုတော့တစ်လက်မခွဲပဲယူလိုက်တယ်နော်ခြာပြားလေးကတောင်းချက်လေးနည်းနည်းဝိုင်းလိုက်ပိတ်နှစ်ခေါက်ဒီလိုလေးနော်ဒီမှာဒါခွဲထုတ်မယ်ဒါတီစာတွေကတော့မပြောတော့ဘူးပုံမှန်ပဲဒီတီစာယူမယ်အောင်နာခောက်စာယူမယ်ချိုင်းတွေသေးတွေဒီဘက်ထိပ်တွေကအကုန်လုံး4စိတ်ဒီဘက်ကကျတော့ပိတ်နှစ်ခေါက်အဲ့ဒါနောက်ရှမ်းသွားမယ်နောက်ရှမ်းမှလည်းလိုပဲဒီကြောချီရင်ချင်းမြင်ရနေကြောချီရင်မြင်ဒီတောက်ကိုဒီလိုတက်လေးတစ်ချောင်းဆက်မယ်သူ့ကိုဒီမှာ4စိတ်တက်တစ်ချောင်းထိုးလိုက်မယ်ဒါတက်လေးဆိုတက်လေးယူမယ်ဟုတ်စင်းမယ်အဲ့ဒီကနေဒီလိုတို့ချမ်းရဲ့ဒီဘက်ချမ်း4စိတ်လောက်ဝင်မယ်မဟိုက်ရအောင်အဲ့ဒါဒီရဲ့အကြံကိုတိုင်းထားခဲ့မယ်လက်ထပ်ဖို့အကြံတို့လည်း3လက်မ2စိတ်တယ်ဒီစီရဒီဘက်ကဈေးနဲ့ဆိုရင်စစ်စာတစ်လက်မအပူယူဖို့မင်းနဲ့ကျန်လာအောင်နာခောက်စာဖေးတီစာဂျိုင်းအပေါ်ကဘေးစိတ်ဘေးရကြတော့တီစာတစ်လက်မဆိုတစ်လက်မတစ်လက်မကိုတစ်လက်မဒါဘေးဒါလည်းစာမှတ်ထားမယ်ဒီဘက်ကတစ်လက်မအပူယူဖို့ဒီမှာလည်းအဲ့လိုပဲခြာပြဒီကနေဒီ
လိုလေးအဲ့ဒီတလက်မခွဲကြည့်ပြီးတော့ဒီပဲညှက်လိုက်ရတယ်ညမှာခုံးနေနေဒီလေးပြန်ပြီးတော့ဖြည့်လိုက်လို့ရတယ်ဒီပဲလာမယ်နော်အဲ့ဒါတရားရဲ့ဒီမှာရှေ့ချမ်းဒီမှာနောက်ချမ်းအဲ့ဒါတရားကိုဖြီးဝမ်းလို့နာမည်ပေးမယ်သူ့ကိုဖြီးကျူးလို့နာမည်ပေးမယ်သူ့ကိုF1လို့နာမည်ပေးမယ်သူ့ကိုF2လို့နာမည်ပေးမယ်โอเคဒီလေးကြပိတ်ကတော့နှစ်ခုဒါလည်းနှစ်ခုဒါလည်းနှစ်ခုဒါလည်းနှစ်ခုအဲ့တော့ပိတ်နှစ်ခေါက်ဆိုလို့ရှိရင်တော့ဒါနှစ်ခုဆိုရတယ်ပိတ်တစ်ခုနှစ်ခေါက်ကိုပိတ်တစ်ခုဒါနှစ်ခုဟဲ့နော်လိုက်ပြီဒါပုံမှန်လက်ဖောင်းပတ်တန်လို့မယ်လက်ဖောင်းပတ်တန်ပုံမှန်ရဲ့လက်ဖောင်းပတ်တန်ကိုဒီအလယ်မြင်းတက်ညမကြောင်ဆုံးဒါပုံမှန်လက်ဖောင်းပတ်တန်လေးသူကအပေါ်ကလည်းလက်ဖောင်းအောက်ကလက်ဖောင်းဆိုတော့ဒီမှာလက်ဖောင်းပတ်တန်လက်ဖောင်းပတ်တန်ပုံမှန်ညှက်ထားပတ်တန်ရှိရဒီအောက်ကဖောင်းဖောင်းလေးကိုကြာတော့ဘယ်လိုလုပ်မလဲဆိုတော့ဒီအလေးကိုဖက်ကားလိုက်ဒီခွဲကားကြတော့ဒါပုံမှန်အလဲဆန်လာမြင်းကိုညှက်တစ်ကြောင်ဆက်လိုက်မယ်နော်ဒါလည်းဆန်လာမြင်းအဲ့မြင်းကနေဒီမှာတို့3လက်မဖောင်းမလား4လက်မဖောင်းမလား5လက်မဖောင်းမလားကိုယ်အချိုက်ဖောင်းလို့ရတယ်ဆိုတော့အများကြီးမရှိဘူး2လက်မခွဲလောက်ပဲဒီကဒီမြင်းနဲ့ဒီကို2လက်မနဲ့40ဒီအပေါ်မှာဆိုင်သွားရဆိုလို့ရှိရင်ဒီလိုဒီလေးပြန်ကြည့်လိုက်မယ်ဒီဆန္ဒလေးကိုကြည့်တော့ဒီရတော့စားနမတော့လိုက်ရင်တော့ဖောင်းဖောင်းလေးကြည့်ကြတယ်ဟဲ့နော်ဒီပုံစံလေးဒါပကုံးပြောက်လက်ဖောင်းရဲပါမအင်းဒီဒီနေ့နဲ့ဖုံးပြပတ်တယ်ရပါပြီ